哦，嗰個ကလေးမျိုးမှာရှိနေပြီးတော့စာထန်တော်ကနေပြီးတော့ခေါ်ထားတဲ့နော်ဂီတာတီးမဲ့လူကအကြောင်းမျိုးကြောင့်ရောက်မလားအဲ့ခါကျအကူကြီးလို့တောင်းလိုက်တဲ့ခါမှာရှာအောင်အနေနဲ့မပြောဘူးလေငါ့ကိုအစကတည်းကခေါ်တာမဟုတ်ဘူးလို့သူပြောလားမပြောဘူးပြောရင်ရလားပေါ့ငါ first choice မဟုတ်တာငါဘာလို့သွားမှာလဲလို့ပြောရင်ရတယ်ဒါပေမဲ့မပြောဘဲနဲ့နှိမ့်ချခြင်းဖယားကနေပြီးတော့သုံးရမယ့်လူရှာတဲ့အခါမှာ तू ကရှိနေတာအာမင်ရှမွေလာလေ तू ကအမှန်တော့ဒီဘိတ်သိချင်းရတဲ့တော့ तू မဟုတ်ဘူးမိဘနေပြီးတော့ဒီတိုင်းပဲကျေးဇူးတင်လို့ဖယားเจ้าမှာတန်ရှင်းလုပ်ဖို့ပဲအပ်ထားတာဒါပေမဲ့ဖယားရှာတဲ့အချိန်မှာမှန်တဲ့နေရာမှာရှိနေတဲ့အခါမှာဖယားကဘိတ်သိချင်းနဲ့ခေါ်လိုက်တာဖြစ်တယ်အာမင်ဆရာဆိုတဲ့ဒီကြောင့်ပြောသွားတယ်ကိုယ့်ရဲ့ဝိညာဉ်ရေးခေါင်းဆောင်တွေကပြောလာတဲ့အခါမှာနှိမ့်ချခြင်းနဲ့ခိုင်းလောင်လုပ်ပါ။นี่ပြောသွားတယ်။အရန်ခွန်ရတယ်။ဆရာမုံတော်ဆိုရင်ဒီမှာကျွန်တော်တို့တင်းရဲ့ဆရာမုံတော်တော့ကျွန်တော်အဖေပြောရမှာမဟုတ်ဘူး။သူဆိုရင်ဘကန်စီးတယ်ဒါပေမဲ့ဘကန်စီးပြီးအလုပ်မှာသူ့ရဲ့အလုံးနဲ့ဘာမှမဆိုင်တဲ့သူ့ရဲ့တငယ်ချင်းတယောက်ကို off day ရပါစေသူကတနင်္ဂနွေနေ့မှာသူ့တငယ်ချင်းပြန်ပြီးနေရာယူပေးဖို့ရန်အတွက်ဆိုပြီးတော့သူ့အနေနဲ့ဖယားရဲ့မျက်မှောက်တော်စာငတ်လွန်ပြီးတော့သွားတဲ့အခါမှာအမှန်တော့ musician တွေနဲ့ full gospel အတင်းတော်မှာအများကြီးရှိပါတယ်ဒါပေမဲ့ဖယားကများသောအရာကိုဂယူမဆိုင်ပဲနဲ့နှလုံးသားကိုဂယူဆိုင်တော့ဖယားဖြစ်တယ်အာမင်အဲ့ခါကျရှိနေတဲ့အခါအာမင်ရှိနေတဲ့အခါမှာဖယားနေပြီးတော့ခေါ်ပြီးတော့သူ့ရဲ့ဘိတ်သိက်ခြင်းနဲ့အသုံးပြုလိုက်တာဖြစ်တယ်အာမင်ဆိုတော့